ဘသူအပြောဆုံးလဲတခါကကြီးကန်းလေးတစ်ကောင်ဟာငန်းဖြူလေးတစ်ကောင်ကိုတွေ့တော့လှလိုက်တာကြီးကန်းဖြစ်တဲ့သူ့မှာတော့မဲနဲ့တဲ့အတောင်ပံတွေပဲရှိပေမဲ့ငန်းမှာတော့အတောင်ပံဖြူဖြူလေးတွေရှိလို့အယမ်းပျော်မှာပဲလို့တွေးမိတယ်သူတွေးမိတာကိုငန်းလေးကိုပြောပြတော့ငန်းလေးကသူ့မှာအယောင်တစ်ယောင်ပဲရှိပြီးအယောင်ဆုံးရှိတဲ့ကြက်တူရွေးလေးသာအလားဆုံးပါလို့ပြန်ပြောလိုက်တယ်ဒါအကြောက်ကြီးကန်းကကြက်တူရွေးလေးကိုအဲ့ဒီအကြောင်းသွားပြောတော့ကျက်တူရွေးလေးကမဟုတ်ပါဘူးသူ့ထက်ပိုပြီးအယောင်ဆုံးတဲ့ထောင်းကသာအလားဆုံးပါလို့ပြန်ပြေးလိုက်တယ်အဲ့ဒီအခါကြီးကန်းကသူ့အတွေးတွေကိုထောင်းကိုသွားပြောပြန်တယ်ထောင်းကကြီးကန်းကိုတင်သာလောကမှာအပျော်ရွှင်ဆုံးငယ်လေးပါဘာကြောင့်လဲဆိုတော့အသင်ကဘယ်တော့မှလောင်အိမ်ထဲမှာပိတ်လောင်မခံရဘူးကျွန်ုပ်ကတော့ဒီအလှတရားကြောင့်လောင်အိမ်ထဲမှာနေရပြီးသင်လိုလွတ်လွတ်လပ်လပ်မပြန်သန်းနိုင်ဘူးဒီလိုကြားတဲ့အချိန်မှာကြီးကန်းဟာသူ့အတွေးတွေဟာမိုက်မဲတယ်ဆိုတာနားလည်သွားပြီးသူ့ရဲ့ဖြစ်တည်မှုကိုကျင့်တဲ့လက်ခံသွားပါတော့တယ်ဒီပုံမြင်လေးကိုနားထောင်ခြင်းဖြင့်မိမိကိုယ်ကိုဘယ်သူနဲ့မှမနိုင်ရှင်ပဲအရှိတရားအတိုင်းကျင့်တဲ့လက်ခံပြီးပျော်ရွှင်စွာနေထိုင်သင့်ကြောင်းသိမြင်နိုင်ပါတယ်